အဓိကမေဂျာကတော့အဲ့ဒါကျန်တဲ့မှာတော့ဒီလိုတော့တာကြားရမလဲဟုတ်ကဲ့ကြားပါတော့ဟို floor TV အဲ့ဟို floor တိုင်းမှာရှိတဲ့ TV မှာက TV4 တိုင်းမဲ့လို့ပို့ရတယ်အဲ့တော့ Wi-Fi ပဲတဲ့အဲ့ဟာကိုကျွန်တော် update လုပ်ပေးတယ်နော်ဒီပေါ့ floor TV ဟုတ်ကဲ့အဲ့ဆိုရင်လည်းဒီလိုလုပ်လိုက်မယ်လေသူအမှတကယ်ပုံနေတာက55လေးပုံတယ်လေအရင်ကဆိုရင်ဟုတ်တယ်နော်ဟယ်လိုကြားလားဟုတ်ကဲ့ဟိုအဲ့ TV4 တိုင်းမဲ့လို့ပို့ရတယ် floor TV ကဟုတ်ကဲ့အဲ့ဒါရင်ကျွန်တော်ပြောမယ်တို့လေကိုလေးရှင်းမှာလား MSB မှာပဲဟိုဂျင်အတွက်သွားမယ် feeder အတွက်အောက်ဝင်းအဲ့ MCTV တလုံးမဲ့ပုံမှာပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီလိုလုပ်လိုက်မယ်လေအားလုံးလည်းပြန်သွားရအောင်လေကျွန်တော်တို့အဲ့ဒါပြင်တာတပိုင်းပေါ့နော်ဟိုကဒီဘက်မှာကျွန်တော်တို့တကယ်ဟိုနေတာ55သိန်းပေါ့နော်နောက်ပြီးတော့ဟိုဘက်ဆက်မှာပြန်လျှော့လိုက်မယ်ဆိုရင်လည်းပြန်အခုတော့ကိုချက်ပေးတော့ကို TV4 မှာလည်း floor TV က150အဲ့လိုကြားရမလဲကိုဟယ်လိုဟုတ်ကိုဒီမင်းနိုင်ကြားလားမသိဘူးဟယ်လိုဟုတ်ကိုဒီမင်းနိုင်ကြားလား TV4 မှာလည်း IFP မှာရှိတဲ့ main breaker 150နော်125မဟုတ်ဟယ်လိုကြားလားကိုဒီမင်းနိုင်ကြားလားကိုဒီစာပြောတာဟုတ်ကိုဒီမင်းနိုင်ပြောတာကြားတယ်ကျွန်တော်လည်းကြားတယ်ကိုဒီမင်းနိုင်ပြောတာကြားနေရတယ်ဟယ်လိုဟယ်လိုကိုတင်ဝင်းနိုင်ပြောတာကြားတယ်မပြူလို့ပြောတာပဲကိုတင်ဝင်းနိုင်မကြားရတာဟယ်လိုဟုတ်ကိုတင်ဝင်းနိုင်မပြူလို့ကြားတယ်ဟယ်လိုဟယ်လိုဟုတ်ဟယ်လိုဟိုကြားတယ်ကိုကြားတယ်ဟယ်လိုကြားလားမသိဘူးပြန်ချပြီးပြန်ခေါ်မလားဟုတ်ခေါ်လိုက်မှာဟယ်လိုYes, play in fire to group call ဟုတ်ပါဘူးဒါကိုဒီစားစီပဲရောက်သွားတာကိုတင်ဝင်းနိုင်ကမကင်သေးဘူးရတယ်ကိုတင်ဝင်းနိုင်ကြားပြီလားမသိဘူး
ကြားရပြီကြားရပြီမကြားရဘူး ဟုတ်ခုနကိုတင်ဝင်းနိုင်ဟိုမကြားတာမဖြူကအကုန်ကြားနေရတယ် ဟုတ်အမအဲ့ဆိုတော့ကျွန်တော်ပြောပြမယ် ဟုတ်ကို ခဏ float ကြီးဆိုရင်သူဈေးကထိုင်လျောက်ရောက်သွားမှာရှိတယ်လေ ဟုတ်ကဲ့ နော်ထိုင်လျောက်သူဈေးရောက်သွားမှာရှိတယ်လို့ float TV ပြောင်းလိုက်လေ ဒါပေမဲ့ကိုတင်ဝင်းနိုင်ခုနကကိုတေးစာပြောတာကြားလားမသိဘူး TV4 တုန်းကလည်းအဲ့ဒီ main ဟိုဟာလဲ main breaker ကတဲ့150ပဲတဲ့ ဟုတ်125ပါ ကိုတေးစာကြားလားမသိကိုတေးစာ ကြားရကြား 125တနာတော့မှာ125ကို အသေးတော့ရ တနာတော့မှာလေအဲ့တော့လူတော့လိုက်အဓိကတော့ကျွန်တော်တို့မှဈေးတက်နေတာရှိတယ်လေ ဟုတ်ကဲ့ ဈေးတက်နေတာဟာကိုပြင်ပြီးတော့ပြင်ပြီးတော့အစ်စ်ပြန်တင်လဲရတယ်ဒါမှမဟုတ်ရင် discount factor မှာကျွန်တော်အဲ့ဈေးကိုဆက် shop ပေးလိုက်ရင်လည်းရတယ်လေအမောက်တစ်ခု မဟုတ်တကယ်တမ်းတော့ကိုတေးစာဟိုမဟုတ်ကိုတေးစာတကယ်တမ်း150ဖြစ်ရမယ်ဆိုရင်ကိုတင်ဝင်းနိုင်အဲ့ဒါ150ဖြစ်ရမယ်ဆိုရင်ဟိုမဖြူလို့150တော့လုပ်ပေးရမှာနော်ဈေးချော့တာမချော့တာထက်သူ့ရဲ့ requirement က150ဆိုရင်တော့ကိုတင်ဝင်းနိုင်ရဲ့ဟိုဟာပစ္စည်းကတော့150ဖြစ်ရမယ်နော် မဟုတ်လေမှာကျွန်တော်တို့ drawing ကိုတော့ follow လုပ်ရမှာပေါ့ကျွန်တော်တို့ဒီမှာဒီ drawing ကြီးတဲ့ drawing နဲ့ဒီဈေးတွေရှင်းပါလေကျွန်တော် ဒီတန်နာ drawing နဲ့ဒီဈေးအဲ့ဆိုကိုတေးစာမဖြူလို့ဟိုဟာလွတ်ထားတော့ drawing က update မဟုတ်တာလား TV4 တော့မှ1ဟိုဆင်းနေ115ပါ မနဲ့နားလို့ချက် တန်တော့လို့ဒီတက်ပြီလေဟုတ်လား ဟောကိုတင်မနိုင်ခဏလေးနော်ဘာလို့မဖြူကလေးတော်တော်လေးကြောက်တာဈေးကရောက်သွားပြီးတော့တကယ်တမ်းဆိုင်မှာတော့မှ150ကိုမဖြူတို့အကြောင်းမဖြူတို့ဈေးတွေချော့ကန်လို့125ဖြစ်သွားပါပြီဆိုမဖြူကွိုင်းတက်အောင်မယ် ကျွန်တော်အလားပြီးမစိုးပါဘူးလုပ်ပြပါလေ ဟုတ်ကဲ့ပါတော်မဖြူပဲပြန်လှည့်လာမှာဆိုလို့ပါ မလဲပါဘူးပါအဲ့လိုမပါဘူးကျွန်တော်ဆိုင်မှာတို့ပဲ ညှိပြီးလောက်ကြရတာပဲမလားကျေးဇူးပါ 125နဲ့လုပ်ရရ ရတယ်နော်ကိုတေးစာ ရတယ် အော်ဟုတ်125နဲ့ပဲလုပ်ရရတယ် ဟုတ်ကျွန်တော် calculation က125တောင်ပြောင်း အော်ဟုတ်အဲ့ဆိုကိုတင်ဝင်းနိုင်မဖြူဒီလိုပဲလောက်လိုက်မှာကိုတင်ဝင်းနိုင်ရဲ့ဟို main summary ကိုတော့အဲ့ဒါကိုမသွားနဲ့ဘာလို့လဲဆိုတော့ item မှာ item ဟို TV4 နဲ့ရှင်းကြည့်တဲ့အခါကျရင်မဖြူရဲ့ TV5 ကြီးများနေမှာဆိုလို့လေအဲ့ဒါလေးတစ်ချက်တော့ဟိုမဖြူဒီ electrical individual မှာပဲတစ်ချက်ပြန်နှုတ်ပေးပါလား individual မှာပြန်လုပ်ပေးတာရတယ်လေအဲ့လိုလုပ်ပေးနေဖြစ်ပါတယ်ပါ ဟုတ်ဘာဖြစ်လို့လဲဆိုတော့မဖြူကဟို item မှာ item ကြည့်တဲ့အခါကျရင် TV4 ကဈေးကနဲ့အခုဈေးများဆိုမဖြူက question တွေ answer တွေပြန်ပြီးတော့လုပ်နေရမှာဆိုလို့လေနော်အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့လေမဖြူအဲ့ဒါကိုအဲ့ individual မှာပဲတစ်ချက်တော့ပြန်နှုတ်ပေးပါနော် ဟုတ်MSB မှာကြာတော့နည်းသူ့ဈေးတိုင်းပဲသွားမယ်နော်မှာ MSB မှာကကြတော့သူ့ဈေးအတိုင်းပဲသွားမယ်ဟဲ့လားကိုတီစာ တခုအကြံပေးတာပေါ့နော် ဟုတ် အားလုံးဒါမဖြစ်လို့လည်းပြောင်း contract လည်းနေတာ TV4 တိုင်းနဲ့အကုန်ပို့လိုက်ကျင်းဆိုရင်အောက်မှာ IMSB မှာပူလာမဲ့ပြည်တာဘူးလို့အဲက MSB က site ကလည်း change ရှိနေတယ်နည်းနည်းအဲ့တော့ change ရှိမှာနော်အဲ့ဘက်အောက်တက်ဒီအဲ့ TV5 ကဒီကျင်းထဲမှာပဲတက်ထုတ်လိုက်တာဘူး တောင်းမရောက်ကူဒီစားကျွန်တော်ကဟိုပါ TV4 တိုင်းကို main video ပြင်ထားပြီးတော့ဟိုရှင်အောက်မှာတော့မထည့်တော့ရှင်တွေကကျွန်တော်တို့တင်ပြီးသားနေဖြစ်နေတော့လေရှင်အောက်မှာမထည့်ဘဲနဲ့ discount factor မှာပဲကျွန်တော်တို့ဈေးလေးတူးချော်လေးလောက်လိုက်လဲပုံမှန်တက်ဖြစ်သွားမယ်လေ ဟုတ်ကဲ့အဲ့တော့ အဲ့လိုလဲရပါပဲ အော်ဂျင်းကတော့မဖြူနဲ့ကိုတင်ဝင်းနိုင်နဲ့ဟိုပတ်စံပြက်ပြီးသားဆိုတော့ဟုတ်တယ်မလား350လေ ဟုတ်တယ်အဲ့ဒါပြက်ပြီးသားဆိုတော့ ဟုတ်အဲ့ဆိုကိုတီစာအဆင်ပြေပါတယ်နော် 350ဆိုတိုက်ပါလေ မအကုန်လုံးလေအဲ့ဟိုဟာပေါ့ဒီ sanitary တွေရော တခြားဟာတွေပါအကုန်လုံးပေါ့ဟုတ်ကဲ့ sanitary waste တွေရောဘာတွေရောအကုန်လုံးပေါ့အိမ်နာတွေဘာတွေရော အဲ့နာရေးဟိုအဲ့ဒီပါအကုန်လုံးဟိုဒီဘက်ထဲမှာပါတယ်လေကို သူ့ကိုတက်ခွဲထုတ်ခိုင်းလိုက်တယ်မဖြူ ဟုတ်မှာရတယ်အမအတင်ကြီးအောင်လာလုပ်လိုက်ကျွန်တော်ဆိုလိုတာ TV3 ဟို3 4 5ကအတူတူပဲ ဟုတ်တယ်အဲ့ဒါကြောင့်မလို့လေ B5 မှာချင်းပါလာတယ်ဒီဒါပဲ ဟုတ်အဲ့ဆိုကိုတေစာမဖြူလို့ရဲ့ဟိုဟာလေးကိုသိရနော်မဖြူတော့ကကြတော့ကိုတင်ဝင်းနိုင်ရဲ့
အမလေးကိုတင်ဝင်းနိုင်ပြောတာမပြူတော့ကိုတင်ဝင်းနိုင်ရဲ့3ရောကလည်းဒီဈေး4ရောကလည်းဒီဈေး5ကြတော့မှ2ရဲ့သားနဲ့ဘာလို့လဲဆိုရင်မပြူတော့အဲ့ဒါ answer တွေအများကြီးလောက်ရမှာမလို့ ဟုတ်ရတယ်လေမှာအဲ့ဆိုကျွန်တော်ဒီဘက်ထဲမှာပဲဟိုတူအောင်ပြန်ကြည့်လိုက်မယ်ဒီကျွန်တော်ပြမိစားလက်ထွက်ခဲ့တစ်ခုပဲရှိတော့တာ ဟုတ်တယ် electrical တစ်ခုပဲရှိရတာ ပေါ်တိုင်းကျွန်တော်ညှိလိုက်မယ်ညှိပြီးတော့ discount မှာပဲတည်းအကြောင်းလဲပြန်လုပ်လိုက်မယ်လေအဲ့ဆိုရင်ရပြီလေမှာ ဟုတ်ကဲ့အဲ့ဒါမပြူဈေးကတော့ရောသွားမှာနော်839မဟုတ်တော့ဘူးနော် မှာရောမှာလေဟို125နဲ့ထုတ်မဲ့တော့ရောမှာပေါ့မှာ ဟုတ်ကဲ့ဟုတ်အဲ့ဒါမပြူတစ်ချက်တော့ဒီနေ့ပြန်တင်ပေးနော် ပြန်လုပ်ရမှာပြန်လုပ်ပေးမယ်နော် ဒီနေ့လောက်ပြန်တင်ပေးပါနော် ရတယ်ဒီနေ့ရတယ်ပြီတယ်ကျွန်တော်ဘယ်လောက်မှပြင်စားမလို့ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါနော်ကိုတေစာအဲ့ဒါဆိုကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ ဟုတ်